ဒီလိုချက်တွေကြောင့်လာမယ့်2026 Miss Universe ရဲ့ပြိုင်ပွဲဝင်တယောက်ဖြစ်လာဖို့ထင်ကြေးပေးခံနေရတဲ့ Makeup ဆိုတာအားလုံးပဲမင်္ဂလာပါရှင်။ Makeup ဆိုတာတော့ Miss Grand International ရဲ့လာမယ့်သဲစွန်ငိမ့်နဲ့ပတ်သက်ပြီးနာမည်ကြီးလူကြိုက်များတဲ့ Makeup Artist တယောက်ပဲဖြစ်ပါတယ်။ဆိုတာက Makeup ပညာနဲ့ပတ်သက်ပြီးပြည်ပနိုင်ငံတွေထိအောင်လေ့လာသင်ယူခဲ့ပြီးလက်ရှိချိန်မှာတော့မြန်မာနိုင်ငံမှာရှိတဲ့ Makeup ပညာရှင်တွေထဲမှာနာမည်ကြီးဆုံးဖြစ်နေရပါဆိုတာက Makeup လောကတွေကိုစတင်ဝင်ရောက်လာကြတဲ့အရေးချင်းရှိပြီးသား Makeup ပညာရှင်ဆိုပေမဲ့လာမယ့်သဲစွန်ငိမ့်ရဲ့ပြိုင်ပွဲအတွက် Makeup တာဝန်ယူရင်းကနေပူပြီးလူတိများအောင်မြင်လာခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဆိုတာကတွဲလွန်တို့နဲ့ယဉ်နေတဲ့ဆက်ဆက်ရေးတစ်ခုမှရှိနေပြီး Miss လောကနဲ့လည်းမစိမ့်တော့ပါဘူး။ပြီးခဲ့တဲ့လပိုင်းတုန်းကကျင်းပခဲ့တဲ့ Miss Universe မြန်မာပွဲစဉ်ကြီးမှာလည်းဆိုတာကသဲစွန်ငိမ့်တို့နဲ့အတူတိုင်ဖြစ်ဆောင်ရွက်ခဲ့ပါသေးတယ်။ဒါကြောင့်အတွေ့အကြုံပိုင်းမှာလည်းပြောစရာမလိုပဲဆိုတာအနေနဲ့ Miss တယောက်ဖြစ်ကိုယ်တိုင်ဝင်ပြိုင်မယ်ဆိုရင်တော့အခွင့်အရေးတွေကသူမဖက်မှအများကြီးရှိနေရပါပြီးခဲ့တဲ့ပိုင်းအတွင်းမှာတော့ဆိုတာတယောက်ကဝေါ်လေးချင်နေတဲ့ပုံရိပ်တွေကဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့လာခဲ့တာပဲဖြစ်ပါတယ်။သူမအနေနဲ့ဝန္ဒနာအရာကဝေါ်လေးချင်နေရမျိုးမဖြစ်နိုင်တော့ပဲတွဲလွင်ကင်တွယ်မဲ့ပြန်ပွဲတစ်ခုခုအတွက်လေးချင်ပြင်ဆင်နေရဖြစ်မယ်လို့ထင်ကြေးပေးလာကြတာပဲဖြစ်ပါတယ်။တချို့ကတော့ဆိုတာကအိမ်ထောင်ရှင်မတရားဖြစ်တာကြောင့်အိမ်ရှင်မပြန်ပွဲအတွက်ပြင်ဆင်နေရဖြစ်မယ်လို့ပြောနေကြပေမဲ့အများစုကတော့လက်ရှိတွဲအလွင်တာဝန်ယူခိုင်တွင်နေတဲ့ Miss Universe ပြောရလေပြိုပြိုအိုအမျိုးတမင်တိုင်ဝေရောက်ရှင်ပြန်လို့ရတာကြောင့်လာမယ့်2026ရဲ့ Miss Universe ပွဲအတွက်ဖြစ်မယ်ဆိုပြီးထင်ကြေးပေးမှုများနေရပဲဖြစ်ပါတယ်။သူမအနေနဲ့လက်ရှိမှာလည်းပြည်သက်ခိုင်မာရရှိထားတဲ့ Makeup ပညာရှင်တယောက်ဖြစ်တာကြောင့်အလားမယ်အဖြစ်ပါဝင်လာမယ်ဆိုရင်တော့သူမကိုအားပေးဝေးရမယ်ပြည်သက်တွေကအဆင်သင့်ရှိနေပါပြီ။အများစုကတော့ဆိုတာသာအမှန်တကယ်ဝေရောက်ရှင်ပြန်ခဲ့မယ်ဆိုရင်အားပေးဖို့အသင့်ပဲဆိုပြီးကြွေးကြော်နေကြတာပဲဖြစ်ပါတယ်။ဆိုတာအနေနဲ့ Miss ပြန်ပွဲတွေမှာသူမနဲ့ရင်းနှီးပြီးသားဖြစ်နေပြီးနိုင်ငံတကာအတွေ့အကြုံတွေကလည်းရှိနေပြီးသားပါ။နောက်ပြီးတစ်ဖက်မှာလည်း Makeup ပညာမှာထူးချွန်အောင်မြင်နေပြီးသားလူတရားဖြစ်တယ်လို့ရုံးရည်အရာချင်းလည်းအသာဖြစ်ဖြစ်အရက်ရှိရှိနဲ့အချိုးစစ်ကလှပသူဖြစ်တာကြောင့်အဖက်ဖက်ကနေပြေဆုံးနေပြီးသားဆိုပြီးပြည်သူတွေကအားပေးအားမြောက်ပြုနေကြတာပါ။နောက်ပြီးတခြားပြိုင်ပွဲတွေတန်း Miss Universe ပွဲကြီးကဆိုတာနဲ့ပို့ပြီးလိုက်ဖက်တာကြောင့်2026 Miss Universe ပွဲကြီးအတွက်ရေပန်းစားခဲ့ရပဲဖြစ်ပါတယ်။ Miss Grand ရဲ့နင်းနေလေးအင်ကားစားပြီး Miss Grand ရဲ့နင်းနေလေးအင်ကားစားပြီးနောက်ပိုင်း Miss ပြိုင်ပွဲတွေကိုပြည်သက်တွေစိတ်ဝင်စားအားပေးလာကြပြီးအောင်မြင်မှုတွေနဲ့အတူဝေဖန်ခံရတွေလည်းမနေမတော့ပါပဲ။ဒါကြောင့်တချို့ပြည်သက်တွေကတော့ဆိုတာကိုလိုက်မပူပဲကိုယ့်ရဲ့ Makeup လောကမှာပဲတည်ထပ်ဖို့ပြီးအောင်မြင်အောင်ကြိုးစားဖို့အကြံပြုနေကြရလည်းရှိပါတယ်။ဆိုတာကလည်းရှိမှာ Makeup ပညာနဲ့ပတ်သက်တဲ့ online class တွေဖွင့်ထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းအကြောင်းအသေးတွေနဲ့အတူပြန်လာခဲ့အောင်မှာဖြစ်လို့အသစ်တစ်တော်ဗီဒီယိုတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပေးခေါင်းလုံးလေးကိုလည်းနှိထားပေးကြပါအောင်ရှင်။ပြည်သက်တွေကအခုလက်တလောဖြစ်ပြနေတဲ့အကြောင်းတွေကိုအမြဲမပြတ်သိချင်နေဆိုရင်တော့ကျမတို့ရဲ့ page လေးကို like follow ထားပေးကြပါအောင်နော်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ကြအသေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။